အားလုံးပဲမင်္ဂလာပါ Pace ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Matheus Cunha ဘရာဇီးကနေ Manchester United အထိအိမ်မက်ခီးဘောလုံးလောကမှာနာမည်ကြီးစူပါစတားတွေများစွာရှိပေမဲ့ Matheus Cunha ရဲ့ခီးလန်းကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ဒီနေ့မှာတော့ဘရာဇီးတိုက်စစ်မှု Cunha ရဲ့ငယ်ဘဝကနေ Manchester United အထိရောက်လာခဲ့တဲ့ကစားသမားဘဝကိုပြန်လည်ကြည့်ရှုလိုက်ရအောင် Matheus Cunha ကို1996ခုနှစ်မေလ28ရက်နေ့မှာဘရာဇီးနိုင်ငံဂျာအိုပက်ဆိုအာမြို့မှာမွေးဖွားခဲ့ပါတယ်။ငယ်စဉ်ကတည်းကဘောလုံးကိုအရန်ချစ်မြတ်နိုးခဲ့ပြီးဘရာဇီးကလေးတိုင်းလိုပဲတနေ့နေ့မှာနိုင်ငံအသင်းအတွက်ကစားခွင့်ရဖို့အိမ်မက်ခဲ့သူပါသူရဲ့ professional ဘောလုံးဘဝကိုဘရာဇီးမှာမစတင်ခဲ့ပဲဆွစ်ဇာလန်ကဖက်ရှင်အသင်းမှာစတင်ခဲ့ပါတယ်။လူငယ်အသက်အရွယ်နဲ့ဥရောပကိုထွက်ခွာခဲ့တာဟာလွယ်ကူတဲ့ဆုံးဖြတ်ချက်မဟုတ်ပေမဲ့ကိုညာကတော့အခက်အခဲတွေကိုကျော်ဖြတ်ပြီးသူ့ရဲ့အရေးသွေးကိုပြသနိုင်ခဲ့ပါတယ်။ရှင်မှာဂိုးတွေသွင်းနိုင်ခဲ့ပြီးနောက်ဂျာမနီရဲ့လိုက်စစ်အသင်းကခေါ်ယူခဲ့ပါတယ်။လိုက်စစ်မှာပြိုင်ဆိုင်မှုကြီးမားပေမဲ့ကိုညာကအခွင့်အရေးရတိုင်းခြေစွမ်းပြခဲ့ပြီးပရိသတ်တွေရဲ့အာရုံစိုက်မှုကိုရရှိလာခဲ့ပါတယ်။2019ခုနှစ်မှာဟာတာဘာလင်ကိုပြောင်းရွှေ့ခဲ့ပြီးဒီအသင်းမှာတော့သူ့ရဲ့အကောင်းဆုံးအချိန်တွေထဲကတချို့ကိုဖျက်ဆီးခဲ့ပါတယ်။မြန်နှုန်း dribble စွမ်းရည်နဲ့ဂိုးသွင်းနိုင်စွမ်းတွေကြောင့်ဘွန်ဒက်လီဂါမှာနာမည်ပိုကြီးလာခဲ့ပါတယ်။ဟာတာဘာလင်ကနေအက်တလက်တီကိုပြောင်းရွှေ့ခဲ့ချိန်မှာတော့ကိုညာအတွက်နောက်ထပ်အဆင့်မြင့်စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။ဒီကိုစီမျိုးနီလိုနီးပြကြီးရဲ့လက်အောက်မှာကစားရင်းနီးဗျူဟာပိုင်းဖိအားခံနိုင်ရည်ပိုင်းတွေတိုးတက်လာခဲ့ပါတယ်။ဒါပေမဲ့ပွဲထွက်ခွင့်ပုံမှန်မရတာကြောင့်ပရီးမီးယားလိဂ်ကဝိုးအသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။ဝိုးမှာပဲကိုညာရဲ့အရေးသွေးတွေအပြည့်အဝပောက်ကွဲလာခဲ့ပါတယ်။ဂိုးသွင်းနိုင်တယ်ဖန်တီးနိုင်တယ်တယောက်တည်းနဲ့ခံစစ်တမ်းတွေကိုဖျက်ဆီးနိုင်တယ်ဆိုတာပြသနိုင်ခဲ့ပါတယ်။ဝိုးမှာခြေစွမ်းထက်မြက်လာတာနဲ့အမျှဘရာဇီးလက်ရွေးစင်အသင်းမှာလည်းအရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။နိုင်ငံအသင်းအတွက်ဂိုးသွင်းယူထားပြီးဘရာဇီးရဲ့အနာဂတ်တိုက်စစ်ပိုင်းမှာအားကိုးရမယ့်သူတစ်ယောက်အဖြစ်သတ်မှတ်ခံလာရပါတယ်ပြီးတော့သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကအဆုံးမှာဆုလက်ရခဲ့ပါတယ်။ကမ္ဘာအကြီးဆုံးကလပ်တွေထဲကတစ်သင်းဖြစ်တဲ့ Manchester United ကခန်းဟာကိုခေါ်ယူခဲ့ပြီးအနီရောင်ဂျာစီကိုဝတ်ဆင်ခွင့်ရရှိခဲ့ပါတယ်။လက်ရှိအချိန်မှာ Manchester United အတွက်15ဂိုးအထိသွင်းယူထားပြီးအသင်းရဲ့တိုက်စစ်ပိုင်းမှာအရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်လာနေပါတယ်။ဘရာဇီးအတွက်5ဂိုး Manchester United အတွက်15ဂိုးဆိုတဲ့စီးရင်ကကိုညာရဲ့တိုးတက်လာမှုကိုထင်ဟပ်စေတဲ့သက်သေတစ်ခုပဲဖြစ်ပါတယ်။